ငွေပိုလီလို့ပဲဖြစ်ဖြစ်နော်အပြောကောင်းအဆွဲကောင်းလို့ပဲဖြစ်ဖြစ်ကိုယ်တိုင်ကအကျိုးမြတ်ရမယ်လို့ယုံကြည်လို့ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံတဲ့အခါမှာစဉ်းစားရမယ့်အချက်တွေရှိပါတယ်။အဲ့တော့ပထမဆုံးအချက်အနေနဲ့ကကျွန်တော်တို့စီးပွားရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အခါကျတော့စီးပွားရေးလုပ်ငန်းတွေအဓိကရည်မှန်းချက်က to make profit ပါအမြတ်ရဖို့ပါ။အဲဒါကြောင့်မို့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံတယ်ဆိုတာလဲနော် tight တဲ့ return တစ်ခုခုပြန်ရဖို့အတွက်ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဘယ်ပေါ်မှာအဓိကထားပြီးကြည့်ရမလဲဆိုလို့ချင်း financial information တွေကိုအဓိကထားပြီးကြည့်ဖို့လိုပါတယ်။အဲ့တော့ကနဦးအနေနဲ့ကကျွန်တော်တို့က profit ပေါ့နော်။အဲ့တော့အမြတ်ဘယ်လောက်ရတာလဲ။လုပ်ငန်းကအမြတ်ရနေတဲ့လုပ်ငန်းလားရှုံးနေတဲ့လုပ်ငန်းလား။အမြတ်ရရှိမှုအခြေအနေရောဘယ်လိုရှိသလဲဆိုတော့9နှစ်10နှစ်မှာအမြတ်ရရှိမှုအနေထားတွေတိုးတက်လာသလားကျဆင်းလာသလား sale revenue ဘယ်လောက်ရနေသလဲ sale volume ဘယ်လောက်ရှိသလဲနော်ကျောင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုလို့ရှိရင်ကျောင်းသားဦးရေဘယ်လောက်ရှိတာလဲနော်ကျွန်တော်တို့ကတခြားသော trading လုပ်ငန်းဆိုလို့ရှိရင်အရေးအတွက်ဘယ်လောက်ရောင်းနေရတာလဲဒါမျိုးတွေကျွန်တော်တို့သိဖို့လိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင် gross profit ပါအဲ့တော့အကျဉ်းမြတ်ကဘယ်လောက်ရှိနေသလဲဆိုတာကကျွန်တော်တို့ကနော်အကြမ်းမြတ်ဆိုတဲ့သဘောက sale revenue တွေကနေပြီးတော့ cost of goods ကိုကျွန်တော်တို့နှုတ်တာပါအဲ့တော့ sale revenue ရတဲ့ပုံမှာအမြတ်ကဘယ်လောက်ရှိနေသလဲအဲ့တော့ဒီကြားတွေကအဆက်ဖြစ်တဲ့ cost ကရောဘာတွေရှိနေသလဲဒါတွေကျွန်တော်တို့ကကြည့်ဖို့လိုပါတယ်ထို့ပြင်ကျွန်တော်တို့ operating expense ပေါ့လုပ်ငန်းတွေလက်ပတ်ဖို့အတွက်သုံးနေရတဲ့ operating expense ကဘာတွေရှိသလဲနော်ဘယ်လောက်ပမာဏသုံးနေရသလဲကိုရတဲ့ gross profit ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိနေသလဲဒါတွေကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ balance sheet ဆိုလို့ရှိရင်လည်းကျွန်တော်တို့က assets တွေဘာတွေပိုင်ထားတာလဲဘယ်လို assets အမျိုးအစားတွေကျွန်တော်တို့ပိုင်ထားတာလဲတန်ဖိုးအဖြစ် book value အဖြစ်ဘယ်လောက်ရှိနေသလဲဘယ် assets တွေကရာခိုင်နှုန်းဘယ်လောက်ထိကျွန်တော်တို့ဒီအထဲမှာပါနေတယ်လေဒါတွေကိုကျွန်တော်တို့ကြည့်ရပါမယ် liability pay and sheet ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသူများစီက trade payable တွေဘယ်လောက်ရှိ supplier စီကကျွန်တော်တို့ဘာတွေအကျွေးဝယ်ထားသလဲဘယ်လောက်ဖို့အကျွေးဝယ်ထားသလဲချင်းငွေတွေရောဘယ်ချင်းငွေတွေရယူထားသလဲဒါတွေကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ financial information နဲ့ပတ်သက်တဲ့အပိုင်းပေါ့အထူးပြင်ကျွန်တော်တို့ကဒီ company ကြီးလုပ်ငန်းကိုရင်းနှီးမြှုပ်နှံမှုထည့်မဲ့ကို share ဝယ်မဲ့နော်ကို share ဝယ်မဲ့ company ကနော်ဥပဒေနဲ့အညီ legally register လုပ်ထားလားနော်ကုမ္ပဏီထောင်လာဆိုလို့ရှိရင်လည်းကုမ္ပဏီများဆိုင်ရာဥပဒေနဲ့ညီတည်ထောင်ထားတာလားလုပ်ငန်းတွေအရလိုအပ်တဲ့နော်လုပ်ငန်းလိုင်စင်တွေရောရှိလားဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်တတိယအချက်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီလုပ်ငန်းကနော်ဒီ business area မှာဒီ industry မှာဘယ်သူတွေကသူ့ရဲ့ competitors လဲဒီ competitors တွေကိုပြိုင်ရင်နိုင်မဲ့အားသာချက်တွေနော်ဒါတွေရောဘာရှိလဲဒီ company မှာဒါတွေကျွန်တော်တို့ကြည့်ရအောင်နောက်တစ်ခုကတော့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမဲ့ကျွန်တော်တို့ထဲဝင်မဲ့နော်ရင်းနှီးငွေကဒီ company ကဘယ်လိုအသုံးချမှာလဲ financial restructuring အတွက်လားဆိုပါတော့ကျွန်တော်တို့ကဒါအတိုးနှုန်းများများစားပေးနေရတဲ့ချီးငွေတွေကိုပြန်ဆက်ပြီးတော့နော်ကျွန်တော်တို့လုပ်ငန်းကိုကျွန်တော်တို့အကျိုးမြတ်ရအောင်လုပ်မှာလားတို့ပြင်ကျွန်တော်တို့ကလုပ်ငန်းရဲ့ဒီ non current assets တွေကိုကျွန်တော်တို့ဝယ်ဖို့လားသို့မဟုတ်ကျွန်တော်တို့ကပြန်လည်မွမ်းမံပြင်ဆင်ဖို့လား improvement တွေဖြစ်အောင်လို့နော်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ assets တွေဝယ်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မလုပ်မှာလဲ research and development တွေလုပ်မှာလား new product အတွက်စသည်အဖြစ်ဒါမျိုးတွေကျွန်တော်တို့ကြည့်ရပါမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် market opportunity ပါအဲ့တော့ဒီလုပ်ငန်းရှိနေတဲ့ market မှာတော့အခွင့်အလမ်းတွေကဘာတွေလဲဒီ potential ကရောအလားအလာကရောဘယ်လောက်ကျွန်တော်တို့ရှိနေသလဲနော်ကိုယ်လုပ်ငန်းအနေနဲ့ဒီ industry ဒီ market မှာ market share ဘယ်လောက်ရထားသလဲဒါတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က founder and management team ပါအဲ့တော့ဒီ company ကိုဖွဲ့စည်းတည်ဆောက်ထားတဲ့သို့မဟုတ်ဒီ company ကိုစီမံခန့်ခွဲနေတဲ့နော်ဦးစီးဦးဆောင်လုပ်နေကြတဲ့သူတွေရဲ့နော်အနေအထားတွေဟာဘယ်လိုရှိသလဲစွမ်းဆောင်ရည်ဘယ်လိုရှိသလဲပညာရေးချင်းကပဲဘာနဲ့ကြောင်းပြီးထားရလဲဘယ်လိုဘာပွဲရတယ်လဲအသက်အရွယ်ဘယ်လောက်ရှိပြီလဲသူတို့ရဲ့ integrity နော်ကိုယ်သိက္ခာပိုင်းအရာကိုဘယ်လိုမျိုးပုံကူမျိုးတွေလဲစသည်အဖြစ်ဒါတွေကိုလည်းကျွန်တော်တို့ကကြည့်ဖို့လိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ founder တွေပေါ့နော်ဒီလုပ်ငန်းကိုစတင်ထောင်တဲ့လူတွေတို့မို့ဒီလုပ်ငန်းကိုဦးစီးဦးဆောင်စီမံခန့်ခွဲနေတဲ့လူတွေကရောကျွန်တော်တို့ရင်းနှီးမြှုပ်နှံတဲ့လူတွေရဲ့မျှော်လင့်ချက်နော်ရည်မှန်းချက်ရည်ရွယ်ချက်တွေကိုသူတို့ကောင်းကောင်းနားလည်ရလားကျွန်တော်တို့ဘာလိုချင်လို့ရင်းနှီးမြှုပ်နှံတာလဲအဲ့တော့ဒါကိုသိမှလည်းသူတို့ကလည်းပြန်ပြီးတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းပေးလို့ရမှာဒါမသိနေအစဉ်ရမဖြစ်ဘူးเนาะဒါကိုကောင်းကောင်းသူတို့နားလည်ဖို့လိုတယ်ဆိုဒီချက်တွေကိုကျွန်တော်တို့ကသိရှိနားလည်ပြီးတော့မှသုံးသပ်ပြီးတော့မှเนาะဒီကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တင်ပါတယ်ဒါလို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ဒါခိုင်မာတဲ့တေချာတဲ့เนาะအကျိုးမြတ်များတဲ့ကျွန်တော်တို့ဒါ
လုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေဖြစ်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး finance မှာအခက်မတွေ့ကြပါစေနဲ့ bye bye